ဒါကတော့ကျမရဲ့စနေနေ့ဘလော့လေးပဲဖြစ်ပါတယ်ရှင်ပြီးတော့ဒါကတော့ရိုက်စရာမရှိဘူးဒါမင်းရှော့ရတာပါဒါကတော့ဒီဆောင်မှာဖြစ်ခရီးတွေပြောပါပေါ်ပါရှင်ဒါကတော့လမ်းလျှောက်ပါတယ်ဘာမှလည်းမရှိလို့ပါဒါကတော့ကျမနဲ့ရွှေမိလားဆိုတိုင်းတာပါမိပါလေဒါကတော့ရွှေကိုတိုင်းထားပါဒါကတော့မပြောနဲ့ဒါတော့ဟိုတယ်လက်ပါအပြေးရပြီပြင်းနေရပြီ